ခြင်းနဲ့ကိစ္စနာမကြိတ်တဲ့မင်းစကားကိုဝင်မချနိုင်ရဲ့ကိုဝကိုတိချာတွေ့လို့မခြင်းစမ်းနေတငယ်ချင်းမိမလူမျိုးလေလို့မန်ချောင်းကတိချာကြည့်အောင်ကိုကြောင်လာပင်လာလို့အပေါင်းပြည့်ရောပြခြင်းနဲ့ခင်ဆန္ဒမကြိတ်တဲ့မင်းစကားကိုဝင်မချနိုင်